စင်ကာပူမှာကျွန်တော်က6နှစ်ခွဲတော့လုပ်ခဲ့တယ်ပေါ့နော်အခုချိန်ပြောလို့ဆိုလို့ရှိရင်တော့6နှစ်ခွဲဆိုတာအရင်မြန်တယ်လို့ထင်ကောင်းထင်လို့ရတယ်နော်အဲ့ကြားထဲမှာကျွန်တော်ဖြတ်တန်းခဲ့ရတဲ့အခက်အခဲတွေအဆင်မပြေမှုတွေဘလို့မှဆက်မလုပ်ချင်တော့ပဲねနော်ရှုံးပေးခြင်းတဲ့စိတ်တွေအများကြီးဖြစ်ခဲ့မှုတယ်ဒါပေမဲ့ချိန်တန်လို့ရှိလို့ရှိရင်ဒါတွေအကုန်လုံးကကြော်ဖြတ်ပြီးသွားပြီပေါ့နော်ဒါပါတော့ဒီလိုမျိုးကျွန်တော်ဖြတ်တန်းခဲ့ရတဲ့ချိန်တွေထဲမှာကျွန်တော်အတွက်အကောင်းဆုံးသင်ခန်းစာယူစရာတွေကိုကျွန်တော်ရခဲ့တယ်အဲ့ထဲကနေမှကျွန်တော်အချက်အကြောင်းအရာချို့ပေါ့နော်ကျွန်တော် sharing လုပ်ချင်တယ်ဘာအကြောင်းအရာလဲဆိုလို့ရှိရင်ပထမအဦးဆုံးအနေနဲ့ကျွန်တော်တို့ပတ်စံပေါ့နော်ဒါကတော့လူတိုင်းအတွက်လည်းရေးကြည့်တယ်ဒါကျွန်တော်တို့လည်းလုံးဝရေးကြည့်ပြီးတော့လေးစားတဲ့ရှာတစ်ခုပတ်စံဒီမြန်မာနိုင်ငံကနေပြီးတော့စင်ကာပူရောက်တဲ့အချိန်မှာအကျွေးနဲ့ပတ်စံချီသွားဆိုတော့ကျွေးရရှိရမနော်အဲ့တော့ကျွန်တော်ဒီကျွေးတွေကြည်အောင်ဆိုပြီးတော့ဆက်ရတဲ့အချိန်တွေရှိတယ်ကျွေးတွေကြည်သွားတဲ့အချိန်မှာကျွန်တော်တို့လှုပ်တဲ့တကယ်ချွေးနေတာပေါ့နော်တကယ်ကိုစင်ကူမှာတော့ကျွန်တော်တော်တော်လေးရုံးကန်ခဲ့ရတယ်နှစ်ဖူးကချွေချေမတယ်မဟုတ်ဘူးမြေကြီးအောက်ထိပါကျတယ်ပေါ့နော်ဒါအခုချိန်မှာပြန်ပြောလို့ရှိရင်ပေါ့ဘာနဲ့ရန်ကိုလွတ်လပ်ရှိတယ်အဲ့ဖြတ်တန်းခဲ့ရတဲ့အချိန်တွေတော့ဆိုလို့ရှိရင်ရန်ခက်ခဲတယ်ပေါ့နော်ဒီတခါကြလို့ရှိရင်ကျွန်တော်ထမင်းစားနေရှင်တော့ထမင်းတော့ဆက်စားလို့မရတော့ဘူးပေါ့နော်ပြန်ပင်ပန်းပြီးတော့ဝမ်းနေလုံးလုံးငါဘွားအဲ့လိုတော့စိုးသွားလားဆိုပြီးတော့ပင်ပန်းတယ်ပေါ့နော်ဘာလို့လဲဆိုတော့မြန်မာနိုင်ငံမှာတော့ကျွန်တော်ကမ်ဘောဂျာဘန်မှာလုပ်တယ်ဘန်မှာလုပ်တယ်ဆိုတာပင်ပန်းတယ်ဒါပေမဲ့ချွတ်ချော်လေးပေါ့နော်ယူနီဖောင်းလေးနဲ့တန်ပြန့်လေးနဲ့အဲ့လိုမျိုးမင်းစားကန်လေးနဲ့ပြီးလို့ရှိရင်ရုံးချိန်လေးပေါ့နော်စနေရုံးတွေပိတ်နေပျော်တာပေါ့ဗျာချိန်တွေကလည်းပေါ်တယ်အိမ်နဲ့လည်းနီးတယ်ဆိုတော့ချိန်တွေကလည်းရမ်းပေါ်တယ်ပေါ့နော်ရမ်းပေါ်တယ်ဆိုတော့စင်ပြေတဲ့အနေထားပေါ့အဲ့တော့ဒီတိုင်းဆက်သွားလို့တော့မရဘူးဆိုပြီးတော့ဒါတော့ဘယ်မှာ6နှစ်ကြာရနော်ဒီတိုင်းဆက်သွားလို့မရဘူးဆိုပြီးတော့ကျွန်တော်တို့9နှစ်လောက်ကြာတဲ့အချိန်မှာကျွန်တော်သိသွားတော့ပြင်ဆင်တယ်စင်ကူမှာရှိတဲ့တငယ်ချင်းတယောက်ကိုအကူအညီတောင်းတယ်ဒါသူကအများကြီးကူညီပေးတယ်အဲ့တော့ကျွန်တော်စင်ကူရောက်တယ်ပဲထားပါတော့စင်ကူရောက်တဲ့အချိန်မှာကျွန်တော်တို့ပတ်စံအရေးကြီးတယ်ပေါ့နော်ရှားဖွေရတာမလွယ်ဘူးပြီးတော့6ရက်လုံးစင်ကူမှာ6ရက်လုံးလောက်ရတယ်ပိတ်ရက်1ရက်ပဲရတယ်ပေါ့နော်1ရက်ကလည်းဘလို့ကုန်သွားမှမသိမနေ့ပိုင်းဝေးလျှော်တာနဲ့စားဖို့တောက်ဖို့ပြင်တာနဲ့လိုရတဲ့ပစ္စည်းလေးဝယ်တာနဲ့ပိတ်ရက်တည်းဆိုတာဘလို့မှမလောက်ဘူးပေါ့နော်ပြီးတော့ကျွန်တော်တို့ကအယောင်းဆိုင်တစ်ခုမှလောက်တာဆိုတော့ဆက်စဟုတ်ချင်းမှာကျွန်တော်ကအယောင်းဝင်နေပေါ့နော်ကျွန်တော်ရောင်းဝင်နေဆိုပေမဲ့ကျွန်တော်ကလူတလဲဖြစ်တယ်ဘာသာစကားလေးသိမကောင်းဆိုတော့နှိမ်တယ်ပေါ့နော်နှိမ်ပြီးတော့warehouse လေးခိုင်းတယ်ဒီလိုမျိုးရောင်းဆိုင်တွေမှာခိုင်းတယ်ပေါ့နော်ကျွန်တော်ကအဲ့ဒီကလေးကကျွန်တော်ကခံယူချက်တစ်ခုရှိတာငါ့ကိုဘယ်လောက်ခိုင်းတနေ့ကြလို့ရှိရင်ငါဟိုးပေါ်တက်မှာဆိုတဲ့ခံယူချက်ရှိတယ်အဲ့တော့အဲ့ခံယူချက်တိုင်းမှာကျွန်တော်ဆက်သွားတယ်နော်ကျွန်တော်ဘယ်လောက်ပဲပြင်မယ်ဘာသာစကားမကျွမ်းကျင်ဘူးဆိုလို့ရှိရင်ပြဿနာမရှိဘူးယထာစီတဲ့အချိန်တွေအားတဲ့အချိန်တွေမှာကျွန်တော် YouTube ကနေပြီးတော့နှစ်ချက်တက်ပြီးတော့ English ကဟိုင်းနားထောင်တယ်သူတို့ရဲ့သတင်းတွေနားထောင်တယ်ဘာသာစကားအကျွမ်းကြီးမဟုတ်လို့ရှိရင်တော့ကျွန်တော်သူတို့နဲ့ communicate လုပ်နိုင်တဲ့အနေအထားတစ်ခုကိုကျွန်တော်ရောက်သွားတယ်တဘောကတော့ဘလောက်ပဲခက်ခဲခဲဘယ်လိုကြော်ဖြတ်မလဲဆိုတော့ဟာကိုကျွန်တော်တွေးတက်ဖို့လိုရတယ်တွေးတက်တဲ့အတိုင်းကျွန်တော်တို့ live လုပ်တက်ဖို့လည်းလိုရတယ်ပေါ့နော်အဲ့တော့ဒီစင်ကာပူကရတဲ့ပတ်စံကကျွန်တော်တို့မြန်မာနိုင်ငံနဲ့ဆိုလို့ရှိရင် exchange rate ရန်ကွာတယ်ပေါ့နော်ရန်ကွာရဆိုတဲ့အချိန်မှာကျွန်တော်တို့အများကြီးသုံးလို့လည်းမရဘူးကျွန်တော်တို့ရေတောက်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တွေးတယ်ပေါ့နော်ရေကတန်မိုးပလားလို့ရှိရင်တစ်ခါပြင်မှာဝယ်စားလို့ရှိရင်ပတ်စံမြန်မာငွေပလားဆိုပြီးတော့တွက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီပတ်စံတွေကိုစနစ်တကျနဲ့ဘယ်လိုမျိုးစီမံခန့်ခွဲလို့ရတယ်ဆိုတဲ့ပညာတွေပါသင်ယူရတယ်စင်ကာပူရောက်သွားတဲ့အချိန်မှာပညာတွေအများကြီးတက်တယ်ပေါ့ဗျာတဘောကတော့ဘာမှဟိုမ
မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဘာမှစိတ်ပူကြမလို့မိဘအမေလည်းရှိတယ်ဆိုတော့ကြောင့်မလို့အားလုံးကချောမွေ့မွေ့လေးနဲ့အကုန်လုံးပြီးသွားရပါတော့စင်ကူရောက်တဲ့အချိန်မှာအကုန်လုံးလောက်ရတဲ့အတွက်ကြောင့်ကိုယ့်အကိုလည်း handle လုပ်နိုင်တယ်ပြီးတော့ငွေကြေးနဲ့ပတ်သက်တဲ့အချိန်မှာကိုယ့်အကိုလည်းစီမံခန့်ခွဲနိုင်ပြီးတော့အပေါ်ဝင်ငွေရှာတတ်တယ်ပေါ့နော်ကျွန်တော်စင်ကူမှာတော့ကျွန်တော်အပေါ်ဝင်ငွေနေနဲ့ကျွန်တော်ထီရောက်နေပြီးလို့ရှိရင်ကျွန်တော် online shop တွေလုပ်တယ်ပြီးရင်ဒီလိုမျိုး Facebook တွေ YouTube တွေကနေပြီးပတ်ဆက်ရရပါတော့အများကြီးမဟုတ်ပေမဲ့ကျွန်တော်တို့ဖုန်းမေဖို့လေးစားဖို့တောက်ဖို့နည်းနည်းပပဖို့လေးကာမိတယ်ပေါ့နော်အဲ့တော့ကျွန်တော်လာစာနေတဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးပုံဝင်ငွေရှာတဲ့လမ်းကြောင်းတွေကိုလည်းတက်မြောက်သွားတယ်တဘောကတော့တက်မြောက်သွားတယ်ဘယ်လိုမျိုးခက်ခဲတွေကိုကြော်ဖြတ်ရမလဲဆိုတဲ့ဟာကိုလည်းရင်ဆိုင်နိုင်သွားတယ်ပြီးတော့လေးလာတင်ဖို့အတွက်ကို push လုပ်နိုင်တယ်ပေါ့နော်ပညာရေးအများကြီးလေးလာလို့ရအောင်ကို push လုပ်နိုင်တယ်ပြီးတော့နောက်တစ်ချက်ကကြတော့ကျွန်တော်တို့ကိုဗစ်ဖြစ်တယ်ပေါ့နော်ကိုဗစ်ဖြစ်တဲ့အချိန်မှာအမေရိကဒီဗီဒီယိုတွေကကိုဗစ်ဖြစ်တဲ့အချိန်မှာစတာပေါ့နော်ပထမတစ်ချက်ကကြတော့ပတ်စံနေပေါ့နော်ဒုတိယချက်ကကြတော့ကျွန်တော်ကိုယ့်အကိုရက်တည်နိုင်နေပေါ့နော်ကျွန်တော်တို့ကိုဗစ်ဖြစ်တဲ့အချိန်မှာရန်ထီးချန်နေပေါ့နော်တယောက်တည်းအခန်းလေးထဲမှာနေလည်းမကောင်းလုံးဝလည်းမထနိုင်စားဖို့တောက်ဖို့တွေလည်းအဆင်မပြေဘူးပေါ့နော်ကိုဗစ်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကိုဗစ်လည်းဖြစ်တယ်အဲ့တော့စားဖို့တောက်ဖို့တွေလည်းအဆင်မပြေတယ်ပြီးတဲ့အပြင်ကိုကျွန်တော်တို့ကရောင်းဆိုင်ဆိုတော့လာစားလည်း short ခံရတယ်ပေါ့နော်လာစားလည်း short ခံရတဲ့ကြောင့်မလို့ကျွန်တော်တို့အဲ့မှာအခက်အခဲတွေအများကြီးဆိုတာတကယ်တမ်းအဲ့ချိန်ကြတော့မှသိရအောင်နော်အဲ့ခက်ခဲတွေကဒီအမေရိကမှာဘယ်လိုမျိုးသုံးနေလဲဆိုတော့ကျွန်တော်အခုဗန်ကားမောင်းတဲ့အချိန်မှာဒါတယောက်တည်းပေါ့နော်ကားထဲမှာဘူးမှမရှိဘူးတယောက်တည်းပြီးလို့ရှိရင်လမ်းဆိုးတာတို့ရာသီဥတုဆိုးတာတို့အကုန်မရတဲ့အချိန်တို့အဲ့လိုမျိုးအချိန်တွေမှာကျွန်တော်ဒီခက်ခဲတွေကကျွန်တော်တို့အရန်သေးပွဲဖြစ်သွားပြီပေါ့နော်စင်ကူမှာကျွန်တော်ဖြတ်တန်းခဲ့ရတဲ့အတွေ့အကြုံတွေကဒီနိုင်ငံရောက်တဲ့အချိန်မှာလောအခက်ခဲဖြစ်သွားပြီဒါပေမဲ့ဒီနိုင်ငံမှာကျွန်တော်မှာဇနီးလည်းရှိတယ်သမီးလည်းရှိတယ်ဆိုတော့လုံလီတော့မဖြစ်ဘူးပေါ့နော်ဒါပေမဲ့ကားမောင်းတာတော့အနေနဲ့များတော့ထိကျန်တယ်အခက်ခဲတွေအများကြီးရှိတယ်ဒီအခက်ခဲတွေကကျွန်တော်စင်ကူကဖြစ်တန်းခဲ့ရအခက်ခဲတွေနဲ့ရှင်းလိုက်လို့ရှိရင် 1% လောက်ပဲရှိရပေါ့နော်ရန်နေတဲ့အတွက်ကြောင့်မလို့လုံးဝ AC ပဲလို့ပြောလို့ရပါတော့ဒါကတော့ကျွန်တော်စင်ကူကနေပြီးတော့တင်ယူလာတဲ့နောက်တစ်ခုပေါ့နော်နောက်တစ်ချက်ကကျတော့ကျွန်တော်တို့မှာ comfort zone ဆိုတာရှိရပါတော့ကျွန်တော်ဘာမှလုပ်ဆရာမလို့တော့ရမ်းစင်ပြေသွားတဲ့ချိန်တွေရှိတယ်တဘောကတော့ကျွန်တော်မြန်မာနိုင်ငံမှာတော့ကျွန်တော်ရဲ့ comfort zone ဟာ9နှစ်လောက်တဲ့ရောက်တဲ့အချိန်မှာကျွန်တော်သိပါပါတော့အဲ့တော့ရမ်းချိန်နေလည်းရမ်းပေါ်တယ်ပြီးလို့ရှိရင်လစားလည်းအရမ်းအများကြီးမဟုတ်ပေမဲ့အဆင်ပြေတယ်ပေါ့နော်သားမီးနှစ်ယောက်ပဲဆိုတော့အဆင်ပြေတယ်ပြီးတော့တိုးတက်လန်းနေလည်းကျွန်တော်မရှာဘူးပေါ့နော်ဆက်လက်လည်းတောက်တယ်ရက်လည်းတောက်တယ်ပါတီတွေသွားတယ်အဲ့လိုမျိုးလူတယောက်ပေါ့နော်ဒါပေမဲ့တင်တန်းတစ်ခုတက်တဲ့အချိန်မှာဘယ်လိုဖြစ်ပြီးအဲ့တင်တန်းရောက်သွားရလဲတော့ကျွန်တော်လည်းမသိဘူးအင်္ဂလိပ်စာတင်တန်းပေါ့နော်အဲ့အင်္ဂလိပ်စာတင်တန်းတစ်ခုကနေပြီးတော့သူတင်ပေးလိုက်တာမင်းနောက်ထပ်9နှစ်မှာမင်းဘယ်နေရာကိုရောက်နေလဲဆိုတာမင်းမြင်ရတယ်ပေါ့နော်မင်းအခုလက်ရှိလောက်ကနေပြီးတော့ဘယ်နေရာရောက်နေလဲဆိုတာမင်းမြင်ရတယ်ချီအဲ့နေရာမှာမင်းချိန်နဲ့လားဆိုတာကိုသူကပြောတယ်အဲ့တော့ကျွန်တော်ဘက်မှာကြည့်လိုက်တဲ့အချိန်မှာနောက်9နှစ်ကျွန်တော်ရောက်မယ့်နေရာကိုကျွန်တော်မြင်ရတယ်အဲ့အချိန်မှာသိလိုက်ရတာဟောရန်ညီးငွေပဲကောင်းတယ်ဗောနော်ပြင်းစရာကောင်းတယ်ညီးငွေပဲကောင်းတယ်ကျွန်တော်လည်းမအပ်ဆက်ဘူးဆိုတဲ့ဟာကိုကျွန်တော်သိပါတယ်အဲ့အချိန်မှာကျွန်တော်သိတာကတော့ကျွန်တော်ရန်တိုးတက်ချင်သွားပြီဆိုတဲ့ဟာကိုသိပါတယ်အဲ့တော့ကျွန်တော် comfort zone တွေကနေကျွန်တော်ထွက်တော့မှာအဲ့တော့မြန်မာနိုင်ငံက comfort zone ဘန်ကနေပြီးတော့ကျွန်တော်ထွက်ပြီးတော့စင်ကာပူကိုရောက်တယ်စင်ကာပူမှာရောက်တော့အဲ့ comfort zone တွေကထွက်လိုက်တဲ့တရားမလို့လုံးဝဘုံဆိုပြီးတော့ဟိုးအဆင်မပြေမဲတဲ့အခြေအနေတစ်ခုရောက်သွားတယ်ပေါ့နော်အဲ့ရနေမှာတဖြည်းဖြည်းကြိုးစားရင်လုံရင်ကန်ရင်နဲ့comfort zone တွေပြင်ရောက်သွားတယ်ပေါ့နော်စင်ကာပူမှာလုံးဝရောင်းဝင်တဲ့အောက်ခြေဝင်တဲ့ဘဝကနေပြီးတော့ဘာသာစကားမကျွမ်းကျင်တဲ့ဘဝကနေပြီးတော့ဘာသာစကားတစ်ခုကျွမ်းကျင်တဲ့အပြင်ကိုတထေးယုံကြည်အားကိုးရတဲ့လူတစ်ယောက်ဖြစ်သွားတဲ့အပြင်ကိုကျွန်တော်ကအဲ့ဆိုင်ရဲ့ manager ဖြစ်သွားတယ်ပေါ့နော်
အဲ့တော့အရန် comfortable ဖြစ်သွားပြီကျွန်တော်ရဲ့အထက်မှာဘယ်သူမှမရှိတော့ဘူးတတိတယောက်ပဲရှိတော့တယ်ကျွန်တော်ရဲ့အောက်မှာမလေးရှားတွေရှိတယ်စင်ကာပူရန်ဝန်ထမ်းတွေရှိတယ်ပတ်တိုင်းလည်းရှိလို့ full time လည်းရှိတယ်ပြီးလို့ရှင် warehouse မှာလည်းကျွန်တော်ရဲ့ဟိုပါပေါ့အာနာရှိရပါဗျာဟိုကကျွန်တော်လူချင်းတဲ့ဟာရေအကုန်လုံး warehouse ကနေပြီးတော့ plan မှလိုက်ရုံနဲ့ချက်ချင်းပို့ပေးရတယ်အဲ့လိုမျိုးတော့ဂျာဒူးတစ်ခုရသွားတယ်ဗျာအဲ့တော့ကျွန်တော် comfortable ဖြစ်သွားတယ်ဒါပေမဲ့ဒီ American ကျတော့ကျွန်တော်ကလက်ထပ် visa နဲ့လာတာပေါ့နော်လက်ထပ် visa နဲ့လာတာ American လက်ထပ် visa နဲ့မလာလို့ရှိရင်လည်းကျွန်တော်တခြားနိုင်ငံတွေ try ဖို့အတွက်ကျွန်တော်ပြင်ဆင်နေပေါ့နော်တတိယနိုင်ငံကျွန်တော်ဘယ်နိုင်ငံသွားမလဲတော့မသိသေးဘူး Australia သွားရင်လည်းသွားမယ်ဒါမှမဟုတ် New Zealand ဒါမှမဟုတ်တခြားကနေဒါအဲ့လိုမျိုးလမ်းကြောင်းတွေရှာနေပေါ့နော် American လည်းသွားရင်လည်းသွားမယ်ပေါ့နော်ရှာနေပေါ့အဲ့ဒီအချိန်မှာကျွန်တော်ကမလေးနဲ့တွေ့တော့ကျွန်တော်ဒီ American ကိုရောက်လာပြီပေါ့နော်ကျွန်တော်ဒီရနေချန်ပီယံကျွန်တော်တို့ comfort zone ထဲမှာကြာရင်မနေနဲ့ပေါ့နော်ကျွန်တော်တို့ရေအိုင်ထဲကဖားလေးတစ်ကောင်မျိုးဖြစ်သွားလိမ့်မယ်ပေါ့နော်ကျွန်တော်ပင်လယ်ပြင်ကြီးကိုလည်းမတွေ့ရဘူးကျွန်တော်ရေအိုင်လေးထဲမှာပျော်နေအဲ့လိုမျိုးဖြစ်သွားလိမ့်မယ်အဲ့တော့ကျွန်တော်တို့ comfort zone တွေကထွက်လိုက်တာနဲ့ကျွန်တော်တို့ဘဝတွေကတဖြည်းဖြည်းနဲ့တိုးတက်သွားတယ်အဆင်ပြေသွားတယ်အနာဂတ်တွေဖြောင့်ယူသွားတယ်ကျွန်တော် next generation အတွက်အရန်ကောင်းတဲ့အနာဂတ်တွေဖန်တီးပေးနိုင်တယ်အဲ့လိုမျိုးအတွက်ကြောင့်မလို့ကျွန်တော်တို့စင်ကူကနေတင်လာခဲ့တာဘာအေးတင်လာခဲ့လဲဆိုလို့ရှိရင်ပထမချက်ကငွေကြေးတွေတင်လာခဲ့တယ်ငွေကြေးအကြောင်းတွေငွေကြေးကိုဘယ်လို handle လုပ်ရမလဲဆိုတဲ့ဟာတွေတင်လာခဲ့တယ်ဒုတိယချက်ကကျတော့ကျွန်တော်ဘယ်လိုမျိုးရက်တည်ရမလဲဆိုတဲ့ဟာကိုလေ့လာသင်ယူခဲ့ရတယ်နောက်ချက်ကကျတော့ကျွန်တော်တို့ comfort zone တွေကနေထွက်ဖို့အတွက်လိုအပ်တဲ့ဆိုတဲ့ဟာကိုသိတယ်ပေါ့နော်ကျွန်တော်ဒီ American နေတော့ကျွန်တော်တခြားနိုင်ငံတော့သွားလို့မရဘူးဘာလို့ဆိုတော့ကျွန်တော်ဒီနိုင်ငံမှာတစ်သက်လုံးနေမှာအဲ့တော့ကျွန်တော်ဒီနိုင်ငံက comfort zone နဲ့ကျွန်တော်ရောက်သွားလို့ရှိရင်လောဆယ်ကကျွန်တော်က stable ဖြစ်အောင်မနဲ့ကြိုးစားနေရချင်နေပေါ့နော်ကျွန်တော် comfort zone နဲ့ရောက်သွားလို့ရှိရင်ကျွန်တော်တခြားလမ်းတွေဖောက်အောင်မယ်ပေါ့နော်ကျွန်တော်စဉ်းစားထားရတာရရှိတယ်လောဆယ်ကကြာကျွန်တော်ဒီကားမောင်းနေနဲ့ကျွန်တော်ရဲ့ဝါသနာပါတဲ့ကြာဗီဒီယိုလုပ်တဲ့ content တွေရေးတယ်ပေါ့နော်ဒါကျွန်တော်လေးလာသင်ယူခဲ့ရတဲ့အကြောင်းအရာလေးတွေကိုအားလုံးသိအောင် sharing လုပ်ပေးတာဖြစ်ပါတယ်အားလုံးပဲဗီဒီယိုလေးကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်ကျွန်တော်နောက်တဲ့ဗီဒီယိုတွေမှာပြန်ဆုံကြပါသေးတယ်ဒီဗီဒီယိုလေးကတော့လောက်ပါပဲ